ကြောအောင်ဆန်းကတနက်ကြီးစံနေ73ချက်နှလုံးသားတွေကိုဖောက်နေတဲ့အချိန်မှာဘိုးထွန်းလန်းကသူ့ကိုပွေ့လိုက်တယ်ကြာကျော်ထွန်းလာရဲ့ငါကရပါသေးတယ်ကွာ this is academy shot ပဲ academy ခမ်းပဲငါကရပါသေးတယ်ကွာတဲ့လူကြီးတွေကိုကြည့်ပါအသက်ထွက်သွားဒီလောက်သွေးရိုင်ထဲမှာလဲပြီးကြီးစံနေဘလဝဖြစ်တာတော့ခမည်းသူများကိုကြည့်တော့မှလား Ultrazen ပရိုက်တာလေဖုံးလေးတွေကားလေးတွေယာတို့တွေအာနာတွေမြေခွက်တွေကိုတရှိုက်မက်မက်ဆောက်ကင်ထားတဲ့လူတွေရဲ့ကြားမှာကိုယ့်အသက်အသေးနှလုံးကိုကြီးစံမှန်တာတော့မှသူများကိုကြည့်ပါအောင်ကွာငါရပါတယ်လို့ပြောတဲ့အောင်ဆန်းရဲ့လို့အဲ့လိုလေးဘိုးထွန်းလန်းကယင်တို့မနာပြောတဲ့အချိန်မှာငါတို့နိုင်ငံဝဲမိဘတိုင်းငါရဲ့ဘုံဆန်းလို့သူရဲ့ကောင်းဒီမွေးရမယ်လို့နောက်ကပလေးပဲလေးဖွင့်လိုက်ပါဟုတ်ပြီနော်နှစ်ကြောင်းနဲ့ဖွင့်မယ်ရာဇဝင်ထုတ်ပတ်တီလည်းရှိရမယ်မော်ကွန်လည်းထိုးလောက်တယ်မြင့်မြတ်တဲ့ဘူမြင့်မြတ်တဲ့လူလေးနှစ်ချက်တည်းဖွင့်မယ်အဲ့တော့အဲ့ဒီမှာဘိုးထွန်းလန်းကအောင်ဆန်းကိုပွေထားတဲ့အခန်းလေးကိုတချင်းလေးကနောက်ကနေနှစ်ခန်းနဲ့ပဲငါတို့နိုင်ငံမှာငါတို့နိုင်ငံဝဲမိဘတိုင်းငါရဲ့ဘုံဆန်းလို့သူရဲ့ကောင်းဒီမွေးရမယ်တော့ပြီနောက်တစ်ချက်ကြော်လိုက်မယ်ရာဇဝင်ထုတ်ပတ်တီလည်းရှိရမယ်မော်ကွန်လည်းထိုးလောက်တယ်မြင့်မြတ်အဲ့လိုဒါဆိုရင်ဆိုလိုဒီမှာအဲ့ဒီဘိုးကျော်အောင်ဆန်းလို့ဒါတော့ကိုယ့်ထဲကိုအသက်လုံးငါဓမေသတိဥပဒနာအခုကြီးစံနေရင်နဲ့မှန်နေတယ်အဲဦးလုံးမော်ပြည့်မပြောဘူးကိုယ်စောငါ့ကိုလေ SSC ပို့ပါလို့ငါပြောမှာအဲ့တော့အဲ့ဒီအောင်ဆန်းဆိုတဲ့လူခင်ဗျားတို့စဉ်းစားကြမင်းတို့အလေးပြုတ်နေတဲ့ပုံကွာတောက်ပေါ်မဟုတ်ဘူးနားလည်လားဒီနေရာမှာအကယ်၍အောင်ဆန်းမို့ကလို့နေဝင်းဆိုလေငါဒီစကားကိုပြောမယ်တန်းရွှေဆိုလေအဲ့ဒါငါပြောမယ်ဦးသိန်းစင်လည်းအဲ့ဒါပြောမယ်ဟုတ်ပြီနော်ဘာလို့လဲသူ့ရဲ့ခန္ဓာကိုယ်ထဲကိုကြီးစံနေဝင်လာတော့မှ तू ဘသူ့ကိုကြည့်လေအော်ထွန်းလာရဲ့ငါရပါသေးတယ်ကွာလူကြီးတွေကိုကြည့်ပါကွာဟာအံဟောစရာကောင်းတယ်လို့ဆိုအဲ့ဒီပုဂ္ဂိုလ်ရအတုခိုးတဲ့ဒါကြောင့်မလို့ငါတို့နိုင်ငံမှာဘုံအောင်ဆန်းလို့သူရဲကောင်းလို့မွေးမြင့်မြတ်တဲ့ဘုံအောင်ဆန်းလေးစိတ်တက်ကမြင့်မြတ်လိုက်တာကိုတော့မခံစားနိုင်ဘူးကိုခက်လို့လေဒီအကူကောင်းတော့ကြုတ်ဆေးတွေထဲပါဟိုဒီမင်းတို့တွေများထိမလားလို့မစင်စားဘူးဒါငါမစင်စားတာပြောတာဟုတ်ပြီနော်အဲ့လို့ဆိုရင် तू ဘလို့စိတ်တက်နဲ့မွေးခဲ့တယ်ဆိုတာသိတော့ပါဘလို့စိတ်နဲ့ပဲသေသွားတယ်ဆိုတာသိတော့ပါစမွေးတွေကပရိုက်တာစိတ်တက်စမွေးဒီမှာသေတော့လဲသူများတိုင်းပြည်အတွက်သူများအတွက်ကိုကောင်းတဲ့စိတ်တက်နဲ့သေတဲ့သူတယောက်ပါလားအဲ့ရလဲပြောခဲ့ပြီ Winston Churchill ရဲ့စကားကိုမေလ23ရက်မှတ်မှတ်ရမေလ23ရက်ဗိုလ်ချုပ်မွေးနေ့မေလ23ရက်သူ23ရက်သမားလေးမဟုတ်သူ73ခန်းနဲ့မွေးနေ့တော့မဟုတ်ဖေဖော်ဝါရီ23မွေးတယ်ပေါ့မေလ23ရက်1940ခုနှစ်မှာပါလီမန်ထဲမှာပြောတဲ့စကား Winston Churchill စကားကိုအောင်ဆန်းသိကြိုက် So I have nothing to offer ခင်ဗျားတို့ကျွန်တော်ပေးကြဘာမှမရှိဘူးတဲ့ပထမဆုံးရင်ပြောတဲ့စကားလွတ်တော်တွေက Winston Churchill ကိုမကြိုက်တဲ့အချိန်မှာဂျာမနီရဲ့စစ်ပြင်းနေပြီအဲ့တော့ तू ခွန်းနဲ့ပြောလိုက် I have nothing to offer ခင်ဗျားတို့ကျွန်တော်ပေးကြဘာမှမရှိဘူးတဲ့ but blood toil tears and sweat ခင်ဗျားတို့ကျွန်တော်ပေးကြဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့ခွန်အားတွေကျွန်တော်မျက်ရည်တွေကျွန်တော်သွေးတွေကျွန်တော်ရဲ့သွေးတွေချွေးတွေကျွန်တော်ပေးမယ်ဗျာအဲ့ဒါကိုဘိုလ်ချုပ်ကသိကြိုက်တယ်ဒါကိုထုံးလားကျွန်တော်ဒီစားသိကြိုက်တယ်ဗျာတဲ့ So I have nothing to offer ကျွန်တော်လည်းတိုင်းပြည်ကိုပေးစရာဘာမှမရှိဘူးဗျာကျွန်တော်ပေးစရာကကျွန်တော်သွေးကျွန်တော်ချွေးကျွန်တော်ရဲ့ခွန်အားကျွန်တော်ရဲ့မျက်ရည်တွေပဲဗျာဟာတကယ်ပဲဗျာအဲ့လိုမင်းတို့တွေးလေ